ဒီမြန်မာနိုင်ငံမှာဘွဲရထားတဲ့လူတွေတပုံကြီးပဲဘာမှပြောင်းလဲမလာတာဒီပညာတတ်ခဲ့ကြလို့လားမတတ်ခဲ့ကြလို့အဲ့ဒါမှထားပညာတတ်ဆိုရင်အပြောဆိုလဲယဉ်ကျေးသိမ်မွေ့ရမယ်အမှုအရာလဲယဉ်ကျေးသိမ်မွေ့ရမယ်စီကံရှိရမယ်ပညာတတ်ရဲ့အတွေးခေါ်နဲ့ပညာမဲ့ရဲ့အတွေးခေါ်ချင်းတူသလားပညာတတ်တို့ရဲ့အပြုအမူနဲ့ပညာမဲ့တို့ရဲ့အပြုအမူတူသလားတူသင့်သလားရှင်းသလားဒီနေ့သွားလာနေကြတာရွာတွေမြို့တွေကျောင်းတွေထားလိုက်ကြတာကုန်လိုက်တဲ့ပတ်စံတွေတောက်လဲဟမ်ဒီကျောင်းသားတယောက်ကိုသူ့ဘဝတစ်သက်လုံးပြန်ရှာရင်တောင်အဲ့ဒီကျောင်းစရိတ်မခံဘူးအဲ့လောက်အကုန်ကြခံပြီးမိဘတွေကထားပြီမဲ့ဒီနေ့လမ်းပေါ်မှာစီးနဲ့ကန်းနဲ့သွားတတ်တဲ့လူ